တငယ်ချင်းအိတ်လာလေတော့ဝတ်သားလုံးခင်းချင်းဒီချက်ကို share ချက်ကျွေးလိုက်တာကျွန်မတငယ်ချင်း oh my god ဖြစ်သွားတယ်ကဲဒါဆိုလို့ရှိရင်ချက်နေကိုကျွန်မတို့တူတူသွားကြည့်ကြမယ်ချက်နေကတော့လွယ်တယ်ကျွန်မတို့ဒီဝတ်သားလုံးလုပ်ဖို့အတွက်ဒီကြိတ်ထားတဲ့ဝတ်သားတွေကိုအသုံးပြရမှာဖြစ်ပါတယ်အရသာနေမယ်ဝတ်သားလုံးအတွက်ကိုပေါ့နော်ဂျပန်ရသာမဟုတ်ရဲ့နနွေးရဲ့တကြားလေးနည်းနည်းထည့်တယ်စားနေငယ်ထည့်ပါတယ်ရှင်ပြီးတော့ငံပြာရည်လေးရဲ့ပဲငံပြာရည်အကြီးနည်းနည်းထည့်တယ်ပြီးတော့ခီးစီအနေငယ်ထည့်ပါတယ်ရှင်ဒါတွေအားလုံးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျမတို့ကအရသာတွေဒီအသားတွေထိစိတ်ဝင်အောင်တေချာလေးနေပြီးတော့မှရေခဲတက်တာထဲမှာကျမကတော့တနားရီလောက်နှက်ထားခဲ့ပေးလိုက်ပါတယ်ရှင်ပြီးရင်တော့ကျမတို့ဝတ်သားလုံးကိုကြော်ပါမယ်ရှင်သူ့ကိုကြော်ပြီးတော့မှခင်းကျင်ဒီအနစ်လေးနဲ့ပြန်ချက်စားအရန်ကိုကောင်းပါတယ်ရှင်အကယ်၍စီပေါက်မှာကိုကြောက်တယ်ဆိုလို့ရှိရင်တော့ air fryer ထဲမှာထည့်ကြော်ရှင်လည်းရပါတယ်ရှင်ကျမကတော့ဒီနေ့ရိုးတေအိုးထဲမှာပဲထည့်ပြီးတော့မှကြော်လိုက်ပါတယ်ရှင်သူ့ကိုကြော်တာတော့မကြပါဘူး15မိနစ်နဲ့20ပေါ့နော်ဘာကြောက်လဲဆိုတော့ဒါကိုကျမကပြန်ချက်မှာဆိုပါလေအဲ့အတွက်ကြောက်ပါရှင်ဝတ်သားလုံးကြော်ရပြီဆိုလို့ရှိရင်တော့ဟင်းချက်ဖို့အဆင်သင့်ဖြစ်ပါပြီဒေအိုးတစ်ခုထဲမှာစီထည့်မယ်ကြိတ်ထားတဲ့ချက်သွန်ဖြူထည့်အယောင်လာဖို့အတွက်နနွင်းငယ်ရဲ့အဆက်အတွက်ကိုကျွန်မကမြုပ်ဒီခွဲချမ်းမုံတုံခဲ့ပါတယ်ရှင်စီချက်ကိုပူမွေးစေဖို့အတွက်ကျွန်မကငံပြာရည်နဲ့ပင်ငံပြာရည်ကိုတခါတည်းစီချက်တက်တဲ့အထဲမှာထည့်ပါတယ်ရှင်စီချက်လေးမွေးလာပြီဆိုလို့ရှိရင်တော့ခင်းကျင်ဒီအနစ်ထည့်ပါတယ်ဒီနေရာမှာခင်းကျင်ဒီအလုံးကိုခွဲပြီးတော့မှလည်းထည့်နိုင်ပါတယ်ရှင်ဒီခင်းကျင်ဒီအနစ်ကကျွန်မဟိုတလောကအီတလီကနေပြီးတော့မှလက်ဆောင်ရလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ဟင်မှာကျွန်မပြန်ပြီးတော့ချက်တာပေါ့နော်ကျင်ဒီရေပေါ်တဲ့ຢာဒီမှာဟိုဘက်မှာဆိုလို့ရှိရင်အဲ့လိုလေးအနစ်ကလေးတွေလုပ်ပြီးတော့မှတင်ထားလေးရှိပါတယ်လုံနေသိချင်ကျွန်မ comment မှာချထားပေးပါမယ်ရှင်စကားပြောလာလိုက်တိုင်းဟင်းချက်နေအောင်ကြော်သွားတယ်ပေါ့နော်ကျမတို့ကဒီခင်းချင်ဒီအနစ်ကိုမွေးတဲ့ထိစီချက်တက်မယ်ပြီးတော့ဝတ်သားလုံးလေးထည့်ရေလေးထည့်ပြီးတော့မှရေခမ်းတဲ့ထိချက်မယ်ပေါ့နော်ရေခမ်းပြီးတော့မှချခံဒီမှာနန်းနန်းပင်အုပ်ချင်ရင်အုပ်နိုင်တယ်ကျမကတော့ပြင်းတော့တင်ရွက်လေးအုပ်လိုက်ပါတယ်ရှင်ခေတ္တဆိုလို့ရှိရင်တော့အရသာရှိတဲ့ခင်းကျင်ဒီအနစ်နဲ့စားလို့အရန်ကောင်းတဲ့ဝတ်သားလုံးချက်လေးကိုရရှိလာတာဖြစ်ပါတယ်ရှင်မင်းပူပူလေးနဲ့နေစားအရန်ကောင်းတော့ပါကျေးဇူးပါဘိုင်ဘိုင်